မင်္ဂလာပါခင်ဗျာသိတိဝင်ကျွန်းတဲ့ဟာငွေနံဖြစ်တဲ့တင်လာနဲ့စနေနံ9ပေါင်းချင်းကြောင့်ကိုနဝင်းမိပါတယ်အဲဒါကြောင့်9နေဖွာတာသမီများအတွက်ကောင်းကျိုးချမ်းသာစီးပွားလက်လာပါများပေါ်များစီရန်ဆောင်ကျင်းပေးသောအသားဖြစ်ပါတယ်ကျွန်းတဲ့ဟာနှစ်ခွန်ငွေနဝင်းမိတဲ့အသားဖြစ်တဲ့အတွက်ကြောင့်ဗတိစီရင်ပြီးတဏ္ဍကုံဂုံတော်ပဋ္ဌာန်းဖြစ်စေတဏ္ဍကုံအနုလုံပြုလုံဖြစ်စေဂုံတော်ကုပါဖြစ်စေပူဇော်ရင်လက်လာပပေါ်များပြီးဘေးဥပတ်အန်ဒီရဲ့ခင်းစီမှာဖြစ်ပါတယ်။ဘေယောကအတိုက်ခိုက်ကင်းပြီးတရက်တစီမကက်စေပါဘူးသိရပါတယ်။နှစ်ပေါင်းများစွာရေအောက်မြေအောက်မှာနစ်မြုပ်ပြီးဓာတ်ကြီးလေးပါးနဲ့ပြည့်စုံနေတဲ့အတွက်လောကီတာတွေအကြိုက်တွေးစေပါတယ်။ဒိဋ္ဌိဝင်ကျွန်းနဲ့ရှင်သေရီယဟန္တာကိုပင့်ဆောင်ပူဇော်ပြီးတဏ္ဍကုံဂုံတော်ပဋ္ဌာန်းဖြစ်စေတဏ္ဍကုံအနုလုံပြုလုံဖြစ်စေဂုံတော်ကိုးပါဖြစ်စေပူဇော်ပါကလက်လာပါပေါ်များပြီးဘေးဥပတ်အန်ဒီရဲ့ကင်းစေတယ်လူဝင်ဆန္ဒတွေလည်းအလုံးပြည့်စုံပါတယ်ဒိဋ္ဌိဝင်ကျွန်းနဲ့ထုစစ်ထားသောရှင်သေရီယဟန္တာကိုပင့်ဆောင်ပူဇော်လိုပါကမြတ်မိတ်တရဲ့မြန်မာမှုအမှုပညာ Facebook page ဖြစ်စေ TikTok page ဖြစ်စေမှာယူနိုင်ပြီး399446 36956 399809 44996မှာဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာအထူးကျေးဇူးတင်ပါတယ်